ဂုဏ်ယူပါတယ်တင်တို့တကယ်ချင်းတွေဒီညတမရာရုပ်ရှင်ရုံမှာတရေကတော့ကြည့်ကြမှာပါရုပ်ရှင်က10:73မိနစ်မှာစပြပါမယ်ပေရမှာလူများတယ်လို့လက်မှတ်ရအောင်ခုပဲတကယ်ချင်းတွေကိုမန်ရှင်းခေါ်ပြီးအိမ်ကစောစောထွက်လာဖို့တတိပေးလိုက်ပါစီကန်နံပါတ်4ကိုမဖြစ်မနေလိုက်နာပါစီကန်နံပါတ်1ရုပ်ရှင်ရုံထဲရောက်တာနဲ့လမ်းလေမှာချထားတဲ့ခုံကိုတွေ့ရင်ကြော်သွားပါအဲ့နေရာမှာထိုင်မဲသူရှိပြီးသားပါစီကန်နံပါတ်2 10:73မိနစ်မတိုင်ခင်ရုပ်ရှင်ပြရင်မကြည့်ပါနဲ့တင်လို့မရောက်ခင်ရှိနေတဲ့သူတွေကြည့်ဖို့ပြတာပါစီကန်နံပါတ်3ရုပ်ရှင်ပိတ်ကားမှာအနီရောင်တွေပဲရုပ်တရက်ပြလာရင်ပိတ်ကားကိုမကြည့်ပါနဲ့ကြည့်မိရနဲ့တင်တို့ကတင်တို့မဟုတ်တော့ပါဘူးစီကန်နံပါတ်4 12နာရီမှာရုပ်ရှင်ပြီးပါလိမ့်မယ်အဲချိန်မတိုင်ခင်ပြန်ပါရုပ်ရှင်ပြီးရဲ့အထိထိုင်ကြည့်မိသူတွေကအဲ့ခုံနံပါတ်ကိုတသက်လုံးနင်းညမပြတ်စောင့်ရှောက်ပြီးနေရမှာပါစီကန်ချုပ်ဖောက်မိရင်တင်တို့ကိုယ်တိုင်တော့ဘာဖြစ်သွားမှန်းသိလိုက်မှာမဟုတ်ပါဘူးကံကောင်းပါစေ